နဲ့လို့မပြောခဲ့ဘူးလားဖဖို့မှာလူတိုင်းမှာဘလို့လဲလူတိုင်းမှာ original style design ထားကလာနေအထားရှိတယ်အဲ့လေဟုတ်တယ်နော်လူတိုင်းမှာတော့မှာမလားအေးကဘာကြီးကတော်တော်ကြီးမားကျယ်ပြန့်လာပဲနေ့စဉ်တထွေးနေမှာလည်းကဘာကြီးရဲ့တိုးတက်ပြောင်းလဲမှုတွေတွေ့နေရတယ်အဲ့လိုတိုးတက်လာတာမြင်အောင်လေဝမ်းသာမိပါလေဒါပေမဲ့အဲ့ဒီတိုးတက်မှုတွေကကျွန်တော်တို့နဲ့လားမှမသက်ဆိုင်ပါကျုပ်အိမ်မှာရေခဲတက်တာမရှိပန်းငါမရှိလက်စစ်မီမရှိနဲ့တီဗီကြည့်ရင်တော့တကြီးရင်တွားကြည့်ရတဲ့အပြေ